ဆယ်လပိုင်း29ရက်နေ့မဟုတ်လားတဲ့ဟုတ်တယ်ညီမလေးမမဆယ်လပိုင်း29ရက်နေ့ဟုတ်တယ်ဂျူရိတ်ကဒါပေမဲ့စောမွေးသွားတာဒီလား73ရက်နေ့ကမွေးသွားပါတော့ဘိုက်နာတာစောပြီးတော့ဘိုက်နာတာမမကြည့်ပါအောင်ဒီသားဖားနှစ်ယောက်ဖြစ်ကိုကြည့်ကြအောင်ပါကလေးကိုပေါ့နော်2နာရီကိုတစ်ခါနှိုးတိုက်ခိုင်းတာဟုတ်တယ်ဒါပေမဲ့သမီးက2နာရီတစ်ခါမပြောနဲ့3-4နာရီအိမ်တော့မထအောင်ဆရာဝန်မတွေကနိုးပြီးတော့တိုက်ခိုင်းတာအဲ့ဒါကိုဒီမှာနိုးနေတာကိုမထဘူးကွာချိုးလေးထလုံးဝအောင်မထအောင်ချိုးလေးကလေးမငိုလို့ငိုအောင်လှုပ်ခိုင်းတယ်ငိုအောင်လှုပ်ပြီဆိုလို့ရှိရင်လည်းသူအီးပါထားတဲ့အချိန်နဲ့ရှူရှူပေါက်တဲ့အချိန်2ချိန်ပဲသူငိုတယ်ကျန်တဲ့အချိန်သူမငိုနိုးလုံးဝမတောက်ချင်တာသူချိုးလေးလုံးဝတောက်လို့မရအောင်ချိုးလေးချိုးလေးရေထားလိုက်ပါအောင်ချိုးလေးရေလာဝိထီစေးရုံမှာမွေးတာပါအနုစောဝါရီစေးရုံမှာပါချိုးလေး